ဒီညတော့ဒီမှာညနေတိုင်းမှာတော့စုဘုတ်ကိုမီးအုံးလာတာဒါတော့ပိနေကွင်းကိုယ့်ကိုတော့ခူးပြုတ်တာဒီမှာကကစုံရဲ့ရင်းနှီးပြောဒါကလေးအစိမ်းဒါကရေကုံသွားတဲ့စမ်းချောင်းတွေမှာကွက်တကွက်ကြံနေရေတွေကနေပြီးတော့ငါးလေးတွေကိုတနာလို့သွားဖိုင်းချက်စားနော်ဒါတော့ကျွန်တော်တို့တောင်ပေါ်ကအကောင်းဆုံးဟင်းရတယ်တစ်ခွက်ပဲဆွဲမယ်နော်မလီတေးတော့ကြနောက်ဘလို့ဟင်းကြိုက်ရုံနဲ့တော့လူဟင်းမကြိုက်လူကြီးစပါးဒါတို့ကြတဲ့စားလို့ရအောင်နည်းနည်းလေးငံထားတယ်လေးရတယ်နော်ညောင်းဒါစားချက်ခေါ်ပေါ့ငါးလေးစားချက်ငါးသားလေးစားချက်ကောင်းလိုက်ကလေးဘိုက်ပေါက်ကြမလို့လည်းကောင်းဘောကောင်းဘယ်ပြီညတော့ဘိုက်ခွေးနေတော့ဘယ်နဲ့ဝင်တော့ကြိုက်တော့ဒီကောင်တော့စုဖို့ဆရာတော့စုဖို့ကကျွန်တော်ပြေးပြေးစားတာတို့ရအောင်ဒီလိုစုဖို့တော့လည်းမကြိုက်တို့စုဖို့တော့ကြိုက်တို့လောက်စားလိုက်ဆွဲပါမယ်နော်တို့စားလိုက်ဆွဲပါမယ်နော်ဟာဘူးကြီးနေတော့အဲ့တော့ဒီရတာပြီးတော့တလောက်စားပြန်နော်လုံစားရပြီးပိတ်လိုက်တော့မှာရတာကဘာလဲမှရှင်းလို့မရခေါင်းအားနေနော်မစားရတဲ့လူတွေဟိုရှိအိုးဟာဆက်စားလိုက်မနော်တက်တာနောက်လိုက်ဒီလိုကောင်းတဲ့ဘိုးစုကလေးတင်ပြပါအောင်မယ်